ရတယ်ပြန်တော့မယ်နှုတ်ဆက်ခဲ့တယ်ဒီတချင်းလေးနဲ့အလွမ်းမြတ်ရည်လေခေတ်တစ်အောင်ဆောင်းပေါက်ကလေးကပြိတ္တကြီးကိုနှုတ်ဆက်ပါတယ်မပြန်ခြင်းပေမဲ့လေဌာနေပြန်ရအောင်မေကံမကုန်သေးရင်ပြန်ဆုံးဖို့အတွက်တောင်းဆုချွေမယ်ချစ်တော်ပြိတ္တကြီးအတွက်တန်စီလှလှလေးကလေးရွေးဖွင့်ပေးခဲ့တယ်အလူရှင်များနဲ့မင်္ဂလာဇနီးမောင်နှံတို့အောင်ပါစေအောင်စေကြောင်းရွယ်မလွယ်ကခွဲခွာရတယ်ပြန်တော့မယ်နှုတ်ဆက်ခဲ့တယ်ဒီတချင်းလေးနဲ့အလွမ်းမြတ်ရည်လေခေတ္တအောင်ဆောင်မောက်ကလေးကပြိတ္တကြီးကိုနှုတ်ဆက်ပါတယ်မပြန်ခြင်းပေမဲ့လေဌာနေပြန်ရအောင်မေကံမကုန်သေးရင်ပြန်ဆုံးဖို့အတွက်တောင်းဆုချွေမယ်ချစ်တော်ပြိတ္တကြီးအတွက်တန်စီလှလှလေးတွေဖွင့်ပေးခဲ့တယ်အလူရှင်များနဲ့မင်္ဂလာစရီမောင်နှံတို့အောင်ပါစေအောင်စေကြောင်းရွယ်တညမှာစုံတွေ့ခဲ့တဲ့ပြိတ္တကြီးရဲ့ခေတ္တအောင်ဆောင်ပေါက်လေးကရဲလွမ်းနေပါတယ်အပြန်ခြင်းပေမဲ့လေဌာနေပြန်ရအောင်မေပြိတ္တကြီးနဲ့အမရပါဦးကွယ်အမတရားနှုတ်ဆက်တွေကိုခွဲခွာရကန်ဒီရဲ့အမတရားအတီတီလေးနဲ့ပြိတ္တကြီးရှိရွေးပွင့်ခဲ့ပါတယ်ဒီမြို့နဲ့ဒီနေရာလေးမှာရှိကြတော့နားဆင်ခံစားအားပေးကြတော့ပေးချစ်သူမိဘပြည်သူများအားလုံးရေလိုအေးလိုပန်းလိုပွင့်ကြပါစေလို့ကျွန်တော်တို့ခေတ္တအောင် audio sound ပေါက်ဆက်ဖွင့်ချိန်မှာစ၍ဘလို့မကြတာလေးမှရှိခဲ့ရင်ဒီကဏ္ဍလည်းဖွင့်လို့ပေးကြပါရန်ကိုဝေဖြိုးအောင်တီထောင်ထားတော့ခေတ္တအောင်sound ပေါက်နဲ့ဆက်စရာကိုတီဟအောင်တို့မှလေးစားစွာတောင်းပန်အပ်ပါတယ်ခေတ္တအောင် audio sound ပေါက်ကိုချစ်ခင်အားပေးကြတဲ့ချစ်ပိတ်သိများကိုခေရစီကြောင်းအရာဖွင့်ပေးရခြင်းဖြစ်ပါတယ်တကယ်တော့နှုတ်ဆက်ခြင်းဟာခွဲခွာခြင်းမဟုတ်ပါဘူးနှုတ်ဆက်ခြင်းဟာလည်းနောက်ဆုံးစုံစည်းရမယ့်အထိပ္ပယ်လို့ပြောကြရင်းနဲ့ပကံညောင်ဦးမြို့နယ်ကံသာယာကျေးရွာခေတ္တအောင် audio sound ပေါက်မှလေးစားစွာနှုတ်ဆက်ခဲ့ပါတယ်ရတယ်ပြန်တော့မယ်နှုတ်ဆက်ခဲ့တယ်ဒီတချင်းလေးနဲ့လွမ်းမြတ်ရည်လေခေတ္တအောင်ဆောင်ပေါက်လေးကပြိတ္တကြီးကိုနှုတ်ဆက်ပါတယ်မပြန်ခြင်းပေမဲ့လေဌာနေပြန်ရအောင်မေကံမကုန်သေးရင်ပြန်ဆုံးမှုအတွက်တောင်းဆုချွေမယ်ချစ်တော်ပြိတ္တကြီးအတွက်တန်စီလှလှလေးတွေရွေးဖွင့်ပေးခဲ့တယ်လူရှင်များနဲ့မင်္ဂလာဇနီးမောင်နှံတို့အောင်ပါစေအောင်စေကြောင်းရွယ်